ကဲညီမအခုကွာလိုက်တဲ့အနေထားကိုကြည့်လိုက်ရင်ကြောက်ကအဝါဆန်လေးဖြစ်နေပြီဒီကြောက်ကအလုံးရွယ်ကြီးတယ်ညီမတို့လက်ကောက်လေးခေါင်းကြည့်မယ်ဒီကြောက်အခုဖြတ်မယ်အတွင်းမှာဘယ်လိုဖြစ်သွားမလဲဆိုညီမလည်းလိုက်ကြည့်ကြရအောင်မမတို့ရေနော်ဒီမှာညီမတို့ဖြတ်လိုက်ပြီးဖြတ်နိုင်တဲ့နဲ့ခြံထားတဲ့အဝါဆန်လက်ကောက်ညီမတို့အခုဖွင့်ပြီးမှကြည့်မယ်နော်ဒါOh fuck! Maybe. Oh! Wow! Hey! Oh, ဘယ်တော့မှခုငါပတ်နေဟာ Choo choo in there. Wow, safe. Show me. Eat it. အာလာလုံးလုံးပြရပဲထဲတော့မပါသေးဘူးပေါ့ဒါကတော့ပစ္စည်းတော့ထုတ်လို့ရတယ်ရယ်နော်ဒါလေးပစ္စည်းထုတ်ပြီးကိုမမတို့ကိုမဲဖောက်ပေးမယ်လက်ဆောင်ပေးမယ်